အားလုံးပဲမင်္ဂလာပါဒီကနေ့ကျွန်တော်တို့မျိုးတွေလောက်အားကားမရရင်ဘယ်အဖွဲ့အစည်းကိုမှတိုင်စရာမလိုပဲနဲ့ဘယ်သူ့ကိုမှလည်းအားကိုးစရာမလိုပဲနဲ့ကိုယ့်ဟာကိုယ်ဘယ်လိုသွားတိုင်မလဲဆိုတာကိုဒီနေ့ရှင်းပြပေးမှာဖြစ်ပါတယ်ပထမဦးဆုံးကတော့ကျွန်တော်တို့တွေနော်ထိုင်းနိုင်ငံမှာနေထိုင်နေဆိုရင်မိမိတို့လောက်အားကားမရဘူးအလုပ်ကနေမတရားအလုပ်ထုတ်ခံရတယ်ဆိုရင်တပြည့်နော်နောက်ပြီးတော့ OD တွေအပြေအဝမရတာနော်အလုပ်သမားပြဿနာတွေမှန်သမျှအားလုံးကိုပေါ့နော်အလုပ်သမားကာကွယ်စောက်ရှောက်ရေးလို့ခေါ်တဲ့ Swadikan Kumkhonlengan ကိုကျွန်တော်တို့သွားပြီးတော့တိုင်ကြားရမှာဖြစ်ပါတယ်အဲ့တော့ကိုဘာတွေပြင်ဆင်သွားရမလဲဆိုတော့ကိုမှဆာရွက်ဆန်နိုင်ရှိတာလေးကိုပြင်ဆင်သွားရမယ်ဟိုမှာနေလေးတင်ထားတယ်ဆိုရင်လည်းနေလေးပေါ့ဗျာနော်ပေါ်တော်တွေရပြီဆိုရင်လည်းပေါ်တော်တွေရပြီပြီးတော့လည်းစာအုပ်တွေပေါ့နော်တက်တန်တိုးနေစေပဲဖြစ်ဖြစ်တက်တန် MOU တွေပဲဖြစ်ဖြစ်ဘလို့အလုပ်သမားတွေပဲဖြစ်ဖြစ်ကိုမှရှိတဲ့ဆာရွက်ဆန်နိုင်တွေကိုပြင်ဆင်သွားရမယ်ပြီးတော့ဘယ်နေ့ကနေဘယ်နေ့ထိကိုကျွန်တော်တို့မရတာလဲဘယ်နေ့ကနေဘယ်နေ့ထိကိုOD မရတာလဲအလုပ်သမားအခွင့်အရေးချိုးဖောက်ခံရတာလဲဆိုတာ ਨੇ ပတ်သက်ပြီးတော့ကျွန်တော်တို့အနောက်ဆုတ်ပြီးတော့နောက်ထပ်2နှစ်ကိုကျွန်တော်တို့နောက်ဆုတ်ပြီးတော့တိုင်ကြားလို့ရတာဖြစ်ပါတယ်နောက်တစ်ခုကကြတော့ကျွန်တော်တို့တွေကဘယ်သူနဲ့သွားတိုင်ရမလဲဆိုတော့အဲ့ခုနကကျွန်တော်ပြောတဲ့ Swadikan Kumkhonlengan လို့ခေါ်တဲ့အလုပ်သမားကာကွယ်စောက်ရှောက်ရေးကိုသွားရောက်တိုင်ကြားရမှာဖြစ်ပါတယ်သွားလို့မတိုင်ရင်ဘယ်လိုလုပ်မလဲသွားလို့မတက်ဘူးဆိုလို့ရှိရင်တက်စီပဲငှားပါပဲငှားပေါ့နော် Swadikan Kumkhonlengan လို့ပြောလိုက်Swadikan Kumkhonlengan လို့ပြောလိုက်လို့ရှိရင်သူတို့ကတက်စီပဲစီစီသူတို့သွားပို့ပေးလိမ့်မယ်ခရိုင်တိုင်းမှာရှိတယ်ထိုင်းနိုင်ငံမှာ86ခရိုင်ရှိတဲ့ထိုင်းနိုင်ငံတနိုင်ငံလုံးထဲမှာလည်းပဲကျွန်တော်တို့ Swadikan ရုံးတွေအသီးသီးရှိကြတယ်နော်အဲ့ဒါကြောင့်မလို့သွားပြီးတော့တိုင်ကြားလို့ရတယ်ဘန်ကောက်ထဲမှာဆိုလို့ရှိရင်နေမြေ10ခုရှိတယ်ဆိုရင်အဲ့10ခုမှာပေါ့နော်ဘယ်နေရာမှာပဲသွားပြီးတော့တိုင်လို့ရတယ်ကိုနဲ့ဟိုနီးစက်တဲ့ဟိုထဲမှာပေါ့နော်ဟို Swadikan ရုံးမှာတိုင်ကြားရမှာဖြစ်ပါတယ်မိမိတို့နဲ့နီးစက်တဲ့ဟို Swadikan ရုံးမှာတိုင်ကြားတဲ့အခါမှာဘာတွေကိုခုနပြောသလိုပေါ့ဇာယဆန္ဒတွေယူသွားမယ်ယူသွားပြီးလို့ရှိရင်မိမိတို့ကနေပြီးတော့ထိုင်းလို့ပြောမတတ်ဘူးဆိုဘယ်လိုလုပ်မလဲအဲ့တော့တချို့သောနေရာတွေဥပမာစမုပကန်တို့စမုစာခွန်တို့မဟာချိုင်တို့နခေါပထုံတို့နော်ပထုံဌာနီတို့နော်ရွှေပြလူသမားတွေအများစုနေတဲ့နေရာတွေဆိုလို့ရှိရင် Swadikan ရုံးတွေမှာသူတို့ဘာသာပြန်တွေရှိတယ်စကားပြန်တွေရှိတယ်အဲ့တော့ဒါကမှအားမရသေးဘူးဆိုရင်တော့ကိုလူပဲကိုခေါ်သွားခြင်းတယ်ဒါမှမဟုတ်ဟိုဘယ်လိုပြောမလဲစကားပြန်လေးကိုပေါ့နော်ကိုကကိုပဲငှားသွားမယ်ဆိုရင်ငှားလို့ရတယ်ကိုအချင်းချင်းနဲ့အကူညီလေးတောင်းပြီးတော့ကိုကြီးညီကျွန်တော်ဟို1ရက်လောက်ကူညီပေးပါဗျာလောက်အားကမရတော့ကျွန်တော်သွားတိုင်မလို့ပေါ့နော်ကျွန်တော်ဟိုအဖော်ပြလိုက်ပေးပါအချိန်ကုန်ကလေးကျွန်တော်ပေးပါမယ်တနေ့စာကျွန်တော်ဘယ်လောက်ပေးပါမယ်သူတို့ခေါ်ပြီးတော့ခေါ်သွားလို့လည်းရတယ်နော်ဒါမှမဟုတ်ဘူးအလုပ်သမားအဖွဲ့အစည်းမှလိုအပ်တယ်ဒါပဲအဖွဲ့အစည်းကိုသွားပြီးတိုင်မှရမယ်ဆိုလို့ရှိရင်တော့ဒါတကယ်တမ်းကြတော့တိုင်တဲ့အခါမှာအကူအညီတောင်းတဲ့အခါမှာသူတို့တွေကအမှုတွေအများကြီးရင်ဆိုင်နေရတဲ့ခါကျတော့ကိုယ့်အကူသွားတာပို့ပြီးတော့ကောင်းတယ်နော်ဒါမှကိုတယောက်သွားလိုက်ပြီးလို့โอเคအဆင်ပြေသွားတယ်ဆိုရင်နောက်လူတွေကိုလည်းကိုကပြန်လဲပြီးတော့အကြံပြုလို့ရသွားတာပေါ့ဟောဒီလိုသွားရတယ်ဒီလိုလုပ်ရတယ်ဆိုတော့ကိုတိုင်ရင်ဆိုင်ခဲ့ရပြီးကိုတိုင်သွားပြီးတော့ဖြည့်ရှင်းခဲ့ပြီးဆိုတဲ့ခါတော့နောက်ထပ်လူတွေကပေါ်လာတာပေါ့ခုကနည်းနည်းဖြစ်လို့ရှိရင်အလုပ်သမားရေးကူညီပေးတဲ့ဖွဲ့စည်းကူညီတောင်းတဲ့ဟိုမှာလည်းဒီလူတွေပါမရမယ်ဒီလူတွေပါမရမယ်ဆိုတဲ့ခါကျတော့တခါတလေကျကိုလှုပ်လို့ရရတာနဲ့မလှုပ်တဲ့လူတွေအတွက်ကိုတော့အဆင်မပြေဘူးနော်ထိုင်းနိုင်ငံမှာလူအများစုရှိတယ်လူတန်းပေါင်း၄-၅ သန်းလောက်ရှိတယ်ပေါ့နော်ခန့်မှန်းကြီးကပြောနေကြတာဖြစ်တယ်အဲ့တော့အလုပ်သမားတွေအားလုံးကိုတယောက်ချင်းစီကိုဘယ်သူမှသွားပြီးကူညီနိုင်မှာမဟုတ်ဘူးအဲ့ဒါကြောင့်မလို့ကိုလည်းဘယ်လိုပြောမလဲကူညီနိုင်အောင်ဆိုတဲ့လမ်းကြောင်းလေးကိုလာရောက်ပြောပြခြင်းပဲဖြစ်ပါတယ်မသိသေးတဲ့မျိုးတွေလည်းသိသွားရအောင်နော်ပြန်လည်မျှဝေပေးခြင်းလည်းကူညီနိုင်တယ်လောက်အားကမရပဲသွားရမလဲ Swadikan Kumkhonlengan ကိုသွားမယ်ထိုင်းလို့မတက်ဘူးဆိုရင်ထိုင်းလို့တက်တဲ့လူတယောက်ပါခေါ်သွားမယ်ပို့ပြီးတော့ကောင်းတယ်နော်အဲ့ဒါလေးပဲတွားပြီးတော့တိုင်ကြားရုံနဲ့ပဲမိမိတို့ရဲ့လောက်အားကားတွေမိမိတို့ရဲ့ဟိုအလုပ်သမားခွင့်ရည်တွေပြန်လည်ရရှိကြမှာဖြစ်ပါတယ်မျိုးတွေအားလုံးကံကောင်းကြပါစေအချင်းချင်းပြန်လည်မျှဝေပေးခြင်းအပြင်လဲထပ်မံပြီးတော့ကူညီပေးပါလို့ဆက်လက်ပြီးတော့ကျွန်တော်တိုက်တွန်းလိုပါတယ်အားလုံးပဲမင်္ဂလာပါဗျ